အားလုံးပဲမင်္ဂလာပါရှင်။ထိုင်ဂျမန်ဆွဲ channel လေးနဲ့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့တော့အမကအခန်း2ကိုတင်ပြမှာပဲဖြစ်ပါတယ်။အဲ့တော့တခုတည်းရင်တော့ဟိုတယ်တင်တာကတော့ဗီဒီယို2ခုမြောက်ရှိပါပြီ။အဲ့တော့အခန်း2ကကြတော့ဗာလဲဆိုလို့ရှိရင်じゃ short စတာချီဖူရုမိုင်းဆိုရဲပေါ့နော်ဒီကိုယ့်ရဲ့ကိုယ်နေဟန်ထားတွေကိုဘယ်လိုပုံစံနေရမလဲဘယ်လိုပုံစံလမ်းလျှောက်ကမလဲဟိုတယ်မှာအလုပ်လုပ်တဲ့သူတွေအနေနဲ့ဘယ်လိုမျိုးပုံမှန်တွေ့မြင်ရှိရမလဲဆိုတာကိုရေးပေးထားတာပါ။ဒီအပေါ်ကစာပိုက်ကတော့ကိုကအချင်းရတယ်ဆိုလို့ရှိရင်ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းဖတ်လို့ရတယ်ပေါ့နော်။သူကဘာပြောထားလဲဆိုလို့ရှိရင်တော့ဟိုတယ်တို့တွေဒီရောက်ခန့်နေမှာတဲ့အလုပ်လုပ်တဲ့သူတွေကပေါ့နော်ဒီ service စုပေးနေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုပုံမှန်ဒီလိုမျိုးတမယိုးကြဝတ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီတတ်မှတ်ထားတဲ့ဟာမျိုးစီမီစီကန်တွေရှိတယ်ဒီလိုမျိုးအတိုင်းကိုကဝတ်ကမယ်ဘယ်လိုမျိုးမီနာမီတာရှိတယ်ဘယ်လိုပုံမှန်တွေ့မြင်တွေနဲ့ဝတ်ကမလဲဆိုတဲ့ဟာကိုသူကရေးပေးထားတာပြီးရင်လမ်းလျှောက်တာအစထိုင်တာအစစကားပြောတာအစပေါ့နော်ဒီဟိုတယ်မှာလုပ်တဲ့သူတွေကဘယ်လိုမျိုးလုပ်ကမလဲဆိုတာကိုရေးပေးထားတာပါအဲ့တော့အဲ့ဒါကရေးမကြည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ကြိုလိုက်ပါမယ်အဲ့တော့အရေးကြီးတာကကြတော့ဒီကနေစပြီးတော့လာပြီပေါ့နော်အိုဂျီကီဆိုတာကကြတော့အမတို့ကအချိုတည်ပေးတာအိုဂျီကီမှာဆိုလို့ရှိရင်2မျိုးရှိပါရဲ့တဲ့စတဲ့ဆိုပြီးတော့အမတို့ကထိုင်ပြီးတော့ယူတည်ပေးရတယ် research တွေဆိုပြီးတော့မတက်ရက်ပြီးတော့ယူတည်ပေးတာအဲ့တော့ပေါ့နော်မတက်ရက်ပြီးယူတည်ပေးတယ်ဆိုတာကကြတော့ဒီမှာတယောက်နဲ့တယောက်လမ်းမှာတွေ့တယ်ဒါမျိုးဆိုလို့ရှိရင်ထိုင်ပြီးတော့ဘယ်လိုယူတည်ပေးမလဲပေါ့နော်မတက်ရက်ပြီးတော့ခေါင်းလင်းကိုပြီးတော့ယူတည်ပေးရမျိုးသူကပြောထားတာအဲ့တော့မတက်ရပြီးရိုသေပေးတယ်ဆိုတာကကြတော့တဲ့ဒီပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘယ်လောက်ဒီဂရီမှာဘယ်လိုကုန်းရမလဲစသဖြင့်ပေါ့နော်ဥပမာဆိုရင်သူက air shock ခုတို့ ray တို့ side carry ဆိုတာနောက်မှပြပြပြီအဲ့လိုမျိုး၃မျိုးရှိပါတယ်ဆိုတဲ့ဟာကိုပြပြထားတာအဲ့လိုမျိုး၃မျိုးထဲမှာမှဘယ်အချိန်ဒီမှာဆိုလို့ရှိရင်တော့ air shock ကိုသုံးမယ်ဘယ်အချိန်ဒီမှာဆိုလို့ရှိရင်တော့ ray ကိုသုံးပြီးတော့ဘယ်အချိန်ဒီမှာဆိုလို့ရှိရင်တော့ side carry ကိုသုံးပါမယ်ဆိုပြီးတော့သတ်မှတ်ထားတာရှိတယ်တဲ့အဲ့ဒါကိုပြပြပေးထားတာပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးရိုသေပေးတဲ့အခါမှာတဲ့အခြေခံအနေနဲ့ဘာတွေရှိလဲဆိုလို့ရှိရင်တော့အရင်တော့အမတို့ကဒါမဲ့ကိုရင်ဖက်ကြည့်ကြမယ်ဘယ်လိုဆိုရင်တော့မရအောင်ဆိုတဲ့ဟာပေါ့နော်ခုပြီးတာခဲတော့ ocean key ကဒါမဲ့မတက်ရပြီခေါင်းတစ်ခုတည်းဒီ level တစ်ခုတည်းညှို့လိုက်တာဒါမျိုးမရပါဘူးတဲ့ဘာဖြစ်လဲဆိုတော့ hotel ရုဖြစ်တဲ့ဒီဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့လို့ရှိရင်ကျတော့အာဒိုခိနာခါရတော့ ocean key ကဒါမဲ့လမ်းလျှောက်နေရင်လည်းအယိုသေးပေးတာပေါ့နော်အဲ့တော့လမ်းလျှောက်နေရဆိုလို့ရှိရင်အမတို့ကတစ်ချက်မတက်ရက်ကမယ်ပြီးတော့မှဘလောက်ဒီဂရီနဲ့အယိုသေးပေးရမလဲဆိုပြီးတော့အနောက်ပိုင်းမှာတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းလျှောက်နေပြီးတော့လမ်းလျှောက်နေရင်အယိုသေးပေးလိုက်တာမရဘူးလမ်းလျှောက်တယ်ဆိုလို့ရှိရင်တော့မှဧည့်သည်နဲ့တွေ့တယ်ဆိုလို့ရှိရင်ကိုကမတက်တစ်ချက်ရက်ပြီးတော့မှအယိုသေးပေးရပါမယ်တဲ့ပြီးကြဆေနာကာယခိုးရှီကမာကတအိုရှိခိဝါဒါမဲ့ကြောကုန်းနေခါတွေကကြတော့ကွေးနေတဲ့ပေါ့နော်ဒီအယိုသေးပေးတာကလည်းမရပါဘူးတဲ့အဲ့ဒါဒီဘက်မှာပြောပြပေးမယ်ပေါ့နော်အဲ့တော့အိုရှိကိနိုခီဝွန်ဆိုတာကကြတော့ဒီအယိုသေးပေးတာရဲ့အခြေခံသဘောတရားတွေအဲ့ဒါကကြတော့ဆဲဆုကြည့်ကိုရှီခါရီနော်ဘာစုဒီခါကိုတတိချာချာလေးဖြန့်ထားမယ်ပြီးရင်ကြတော့ခတာမဤခတာဝဤခါရဆဲဆုချိခါတာကိုနှုတ်ခုအဲ့ဒါကြပခုံးကိုတဲ့ဘယ်လိုလဲဆိုလို့ရှိရင်တောက်ရင်ဖုတ်ဖဲနေပေါ့နော်ဒီဟိုပုံမှန်နေထားလေးပုံမှန်ပခုံးရောအရင်တင်းတောက်နေရမျိုးမဟုတ်ဖဲနဲ့ဒီပခုံးမှာရှိနေတဲ့အားကိုနည်းနည်းလေး short ထားမယ်ပြောမယ်ဆိုရင်သောက်သက်သာကိုနေဟန်ထားလေးနေရမယ်တဲ့ပြီးဟီဂျီယူဘီဆာကီကိုနော်ဘာရှိတဲ့ခါရဒါနိစခဲရုပြီးရင်တထောင်နေပြီးတော့လို့ရှိရင်ကြတော့ဒီလက်တွေကိုဖြန့်ပြီးတော့ခန္ဓာကိုယ်ဘေးမှာကတ်ထားရမယ်သူဒီမှာပြပြထားရပါတော့ခန္ဓာကိုယ်ဘေးမှာကတ်ထားရပါမယ်တဲ့ပြီးဟိစမိုရှီခါရီနော်ဘာစုပြီးတော့ရှီဒူကောင်လေးတိတိကျကျလေးဆက်ထုတ်ထားရမယ်ပြီးအကာဒုခုဆာဝယကာနဟျောကျော်တဲ့ရှင်လန်းတက်ကြတဲ့အသွင်ပြင်နဲ့ခိုးရှိခါလာရှိခါရီတာကိုစုခါနေပြီးတော့တိတိကျကျလေးအယိုသေးခါနေတိကျလေးကုန်းပြီးတော့အယိုသေးပေးရပါမယ်တဲ့အဲ့တော့ပေါ့နော်ဒီစားတဲ့အတိုင်းကိုလိုက်လို့ကြည့်ဒီတိကျခါအောင်မှတ်ထားမယ်ဒါပေမဲ့ပခုံးညိုတောက်ညာမျိုးမဟုတ်ဘဲနဲ့တက်တက်ကိုနေဟန်ထားလေးနေမယ်လက်ချောင်းနေဒီတထောင်စစ်တွေကိုခန္ဓာကိုယ်ဘေးမှာကတ်ထားမယ်ဒူးကောင်လေးတခြားဆန့်ထားမယ်ပြီးရင်ကိုကတက်ကြတယ်ပျော်ရွှင်တယ်ဒီပေါ့နော်ဟိုဖြစ်တဲ့အမူအရာမျိုးတွေနဲ့ခါနေသေးစချာလေးဒီကုန်းပြီးတော့အယိုသေးပေးပါမယ်တဲ့ဟိုက်ဒါဆိုလို့ရှိရင်တော့ဒါကအထူးတလည်းမှတ်ကြမလို့ပေါ့နော်ဒီအထူးသဖြင့်ထားမဲကိုမှန်ရတယ်ဟိုမှာလေဘင်းတစ်ခုတည်းပဲငုပ်ပြီးတော့အယိုသေးပေးတာမျိုးတွေလမ်းလျှောက်နေရင်လည်းအယိုသေးပေးတာမျိုးပြီးတော့လို့ရှိရင်ဒီခါးတွေပေါ့နော်ဒီကုန်းနေတာတွေပြီးတော့လို့ရှိရင်ဒီကြောကုန်းတွေဆက်ဆန်လေးမဟုတ်ဘဲနဲ့ကုန်းနေတာတွေဒါမျိုးတွေမရဘူးဆိုတာသိထားရပါပြီဟိုက်နောက်တစ်ခုကကြတော့ oshiki no point တို့ဒီအယိုသေးပေးတဲ့အခါမှာ point ပေါ့နော်ဘယ်လိုຢာတွေကိုမှတ်ထားမလဲဆိုတဲ့ဟာခါခုဒိုနိဘာဂါရီခီကိုတိုရာဆဲစုတဲနေနိအိုခိုနာအိုခိုတိုအိုင်ဒေယာဂျောကျိုနိအိုဂျ်ဒက်စကာအီဝါခဲရုခိုတိုဒီမသိပဲမြင်ရအဲ့ဒါကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဘယ်လိုဒီဂရီထောင်းတွေကိုသုံးမလဲဆိုတာကိုတတိထားပြီးတော့ဒီပေါ့နော်ကိုကယူသေးပေးတာမျိုးတွေ
ဘယ်လို degree တောင်းဆိုတာဒီအောက်မှာပါလိမ့်မယ်ဘယ်လောက် degree ဘယ်လောက်နဲ့အယူသေးပေးရမလဲဆိုတာကိုကိုကသတိထားပြီးတော့သုံးမယ်ပြီးတော့လို့ရှိရင်နဲ့တခြားသူရဲ့အခြေအနေနဲ့လိုက်ပြီးတော့လေကိုကဘယ်လိုမျိုးသုံးရမလဲဆိုတဲ့ဟာကိုသိထားပါမယ်တဲ့အဲ့တော့နံပါတ်1ကကြတော့အမတို့ကအဲရှာခုလို့ခေါ်တယ်အဲရှာခုဆိုတာကကြတော့ခါရူကြီးအိုဂျီကီပေါ့ပေါ့ပပလေးအယူသေးပေးတာပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်ね15 degree ပေါ့ခန္ဓာကိုယ်ကနေပြီးတော့15 degree လောက်လေကုန်းပြီးတော့အယူသေးပေးတာဒါကိုအဲရှာခုလို့ခေါ်ပါတယ်တဲ့ရှိဆန်ဝါချီဖို့နော်အရှိမိုတိုခါရ3မီတာရူဆန်ကိုအဲ့ဒါကဘယ်လိုလဲဆိုလို့ရှိရင်မြေချောင်းကတဲ့ကိုယ့်ရဲ့ပေါ့နော်ဒီ6တောက်ရှိတဲ့နေရာပေါ့နော်ဒီ6တောက်ထိပ်ပေါ့ဒီ6တောက်ထိပ်ကနေပြီးတော့3မီတာလောက်တဲ့ပြီးတော့လို့ရှိရင်じゃအသားမကိုစားခဲ့တဲ့ဤပြောခါဆိုရဲတို့ပြင်ခေါင်းလေးကိုမှုတ်ပြီးတော့10စက္ကန့်လောက်ရှိပြီးတော့ပြန်ပြီးတော့မှတ်မယ်ပေါ့အဲ့တော့ပြောချင်တာကကြတော့ကိုယ့်ရဲ့မျက်လုံးကဘယ်ကိုကြည့်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ6တောက်ထိပ်ကနေပြီးတော့3မီတာလောက်အကွာအဝေးကိုကြည့်ရမယ်အဲ့ဒါပြီးတော့လို့ရှိရင်တစ်ချက်လောက်ခေါင်းကိုငုံမယ်ပြီးရင်10စက္ကန့်လောက်ကြာတဲ့အခါမှာပြန်ပြီးတော့ခေါင်းကိုမှတ်မယ်ပြောမယ်ဆိုရွရွဘယ်လိုပြောမလဲလွယ်ကူကူလေးပေါ့နော်ဒီပို့ပေါ်ပါလေးအရှိုးသေးပေးတာပေါ့ကိုယ့်ရဲ့6တောက်ကနေပြီးတော့3မီတာအကွာကိုမျက်လုံးကကြည့်မယ်အဲ့ဒါပြီးတော့လို့ရှိရင်10စက္ကန့်လောက်လေးငုံမယ်ပြီးရင်ပြန်ပြီးတော့မှတ်မယ်ဒါဆိုလို့ရှိရင်ဒါအဲရှာခုကဘယ်လိုအချိန်မျိုးတွေမှာလောက်ကလဲဆိုလို့ရှိရင်ねဒီအိုခရကုဆမတွေဧည့်သည်တွေပြီးရင်ကိုယ့်ရဲ့ဒီအထက်လူကြီးတွေပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးတွေနဲ့လမ်းမှာဒီဖြတ်သွားတဲ့အခါမှာတွေ့တဲ့အချိန်အဲ့လိုအချိန်မျိုးပေါ့နော်မျက်လုံးချင်းစုံတဲ့အချိန်မျိုးဒီလိုအချိန်မျိုးတွေမျိုးဆိုရင်ဒါပို့ပို့ပပလေးအဲရှာခုနဲ့လောက်ကမယ်ဒါဆိုလို့ရှိရင်အမတို့ကစာမမှာမေးခွန်းမေးမယ်ပေါ့နော်ဒီဧည့်သည်တွေနဲ့လမ်းမှာတွေ့တဲ့အခါမှာဘယ်ရိုသေးပေးတဲ့နည်းကိုသုံးရမလဲဆိုလို့ရှိရင်အမတို့ကအဲရှာခုကိုရွှေ့ပေးရပါမယ်ပြီးရင်အဲရှာခုဆိုလို့ရှိရင်ဘယ်လောက်ဒီဂရီလဲဆိုရင်15ဒီဂရီဆိုတာကိုမှတ်ထားရပါမယ်ဒါအောင်မှတ်တယ်ဆိုလို့ရှိရင်ရပြီပြီးရင်ဘယ်အချိန်ဒီမှာအရိုသေးပေးမလဲဆိုရင်ဒီဧည့်သည်တွေနဲ့စတဲ့ချီကားကြီးဆိုတဲ့ဒီဘေးနားလေးကနေပြီးတော့ဖြတ်သွားတဲ့အချိန်မျိုးပြီးရင်ဒီမျက်လုံးချင်းစုံမိတဲ့အချိန်မျိုးဒါမျိုးတွေဆိုလို့ရှိရင်15ဒီဂရီနဲ့အရိုသေးပေးရမယ်သူ့ကိုနာမည်ဘယ်လိုခေါ်လဲဆိုရင်အဲရှာခုလို့ခေါ်တယ်ဒါအောင်မှတ်ထားရင်ရပြီဒီသုံးခုကသိချမှတ်ထားဖို့လိုရပေါ့နော်စာမွေးမှာအမေးများတဲ့မိကုန်းတွေမှာပါပါတယ်ဟိုက်နောက်တစ်ခုကကြာနေ30ဒီဂရီပါ30ဒီဂရီကိုဒီမှာသူက ray ဆိုပြီးတော့ပဲပေးထားရပေါ့နော်သူ့ကိုတကယ်တော့ k ray လို့ခေါ်ပါတယ်ဒီနောက်ဆုံးက sin k ray ဆိုတဲ့ဟာကိုကြည့်တာအဲ့ရှိက sin ကိုဖြုတ်လိုက်ပြီးတော့ k ray လို့မှတ်ပေးထားပါဒီမှာ ray လို့ပဲရေးထားပေမဲ့ k ray လို့မှတ်ပေးထားပါနော်သူကကြတော့သူကပြီးမှ i ဆက်ဆိုလို့ရေးထားတယ်အဲ့တော့ရှိစံကဂျီဘိုနောအရှိမိုတိုခါရနီမီတာတို့ဆန်ကောအဲ့တော့ကိုယ့်ရဲ့မျက်လုံးကကိုယ့်ရဲ့6လောက်ကနေပြီးတော့2မီတာกว่าလေးကိုပဲကြည့်မယ်အဲ့ပြီးတော့လို့ရှိရင်အသားမကိုစားခဲ့တဲ့ညီပြောခါဆိုရဲတို့ပြီးရင်ကိုယ့်ရဲ့ခေါင်းလေးကိုငုံလိုက်ပြီးတော့2စက္ကန့်လောက်ရှိမယ်ပေါ့နော်ပြောချင်တာက30ဒီဂရီဖြစ်တဲ့အတွက်ကြောင့်မို့လို့30ဒီဂရီဆိုတာကိုပဲမှတ်ထားလို့ရှိရင်ရပြီပေါ့နော်30ဒီဂရီငုံလိုက်ပြီဆိုတော့ကိုယ့်ရဲ့မျက်လုံးအကြည့်ဟာကျင်းတွေပါကို6တောက်ရဲ့ဒီ2မီတာกว่าဝေးတာကိုရှိမယ်15ဒီဂရီဆိုတော့နည်းနည်းလေးပဲငုံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့မျက်လုံးအကြည့်ဟာကိုယ့်ရဲ့ဒီခြေပွားထိပ်နဲ့ဝေးမယ်ပေါ့နော်အဲ့ဒါကိုပြောထားတာပါအဲ့တော့အဓိကကကြတော့ဒီ k ray ဆိုတာက30ဒီဂရီဆိုတာမှတ်ထားရပြီသူကဘယ်အချိန်ဒီမှာသုံးတာလဲဆိုလို့ရှိရင်မူခရတဲ့အိုင်ဆာတုစုတုတိုခီနိဒါလို့ရှိရင်じゃအီပန်တက်ခီနာအိုရှိကီအဲ့ဒါကကြတော့ဧည့်သည်တွေကလာတယ်အဲ့ခါမှာကိုကသွားကြိုတယ်ဒီလိုအချိန်တွေမျိုးဆိုလို့ရှိရင်ဒီ30ဒီဂရီရဲ့သုံးနေပေါ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဟိုတယ်ကိုဧည့်သည်ကလာပြီဆိုလို့ရှိရင်ကိုက front door မှာရှိရပါတော့အေးဒါဆိုင်မဆေကြိုဆိုပါတယ်ဆိုတဲ့အချိန်မျိုးမှာဒီ30ဒီဂရီကိုသုံးမယ်ဘယ်အချိန်မှာသုံးတယ်ဆိုလို့ရှိရင်ဧည့်သည်တွေကိုကြိုဆိုတဲ့အချိန်နေပြီးဧည့်သည်တွေနဲ့တွေ့ဆုံပြီးတော့ ice ဆုပ်ကိုလုပ်တဲ့အချိန်နေနောက်တစ်ခုကကြတော့သူ့ကိုနာမည်ဘယ်လိုခေါ်လဲဆိုလို့ရှိရင် carry လို့ခေါ်တယ်ဘယ်လောက်ဒီဂရီလဲဆိုလို့ရှိရင်30ဒီဂရီဒါအောင်မှတ်ထားရပြီနောက်တစ်ခုကကြတော့45ဒီဂရီ45ဒီဂရီကိုနောက်တစ်မျိုးသူ့ရဲ့နာမည်ဘယ်လိုခေါ်လဲဆိုရင် side k တဲ့မို့တုံမို့တဲ့နေနာအိုရှိခိသူကအရေးကြီးဆုံးတော့ဒီဟိုပေါ့ဥညွန့်ချင်းပေါ့နော်အရေးကြီးဆုံးတော့အယိုးကြီးပေးခြင်းဖြစ်ပါရဲ့သူ့ရဲ့နာမည်ကကြတော့ side carry လို့ခေါ်ပါတယ်ဒီဂရီကဘယ်လောက်လဲဆိုလို့ရှိရင်နော်45ဒီဂရီကိုယ့်ရဲ့မျက်လုံးကကိုယ့်ရဲ့6တောက်ရဲ့1မီတာกว่าလေးကိုပဲကြည့်ရမယ်ပြီးတော့လို့ရှိရင်2မိနစ်လောက်ရှိပြီးတော့ခေါင်းကိုပြန်ပြီးတော့မှတ်ပါမယ်တဲ့2မိနစ်တောင်ဖြစ်တယ်2စက္ကန့်လောက်ရှိပြီးတော့ခေါင်းကိုပြန်ပြီးတော့မှတ်ပါမယ်တဲ့အဲ့တော့သူကပေါ့နော်ဘယ်အချိန်ဒီမှာသုံးတာလဲဆိုလို့ရှိရင်ကြတော့အိုခရကုဆာမှာဟိုတယ်မူကရဲ့အဲ့ဒါကြတော့ဧည့်သည်တွေကိုပြန်လိုက်ပို့တဲ့အချိန်အိုမီအိုခုတိပြန်လိုက်ပို့တဲ့အချိန်ပြီးတော့လို့ရှိရင်ကြတော့ဒီဧည့်သည်တွေနဲ့ပေါ့နော်ဒီဧည့်သည်တွေကဥပမာခုတိမှုဆိုတာကြတော့မြန်မာလူကဘာလဲဆိုလို့ရှိရင်ဒီဧည့်သည်တိုင်း complain တွေကိုကိုကတောင်းပန်တဲ့အချိန်မျိုးဖြစ်ရှင်းတဲ့အချိန်မျိုးမနော်ဧည့်သည်တွေကငါကြက်ဥမစားတာဘူးဒီမှာကြက်ဥထည့်ထားတယ်ဒီလိုဖြစ်ပြီဆိုလို့ရှိရင်ကိုကျင်းတွေပါတောင်းပန်ရပြီဒီလိုမျိုးအချိန်မျိုးတွေဆိုလို့ရှိရင်ကိုကဒီဟာကိုသုံးရပါမယ်တဲ့ဟိုက်ဒါဆိုလို့ရှိရင်တော့ဒီနေ့မှတ်ကမဲ့အရာဒီဟာကိုကျင်းတွေပါမှတ်ထားရမယ်အဲရှာခုဆိုတာကကြတော့15ဒီဂရီဘောဘလေးအယိုသေးပေးတဲ့ဧည့်သည်နဲ့လမ်းမှာတွေ့တဲ့အချိန်မျိုးဆိုအယိုသေးပေးတဲ့ခဏလောက်မှတ်တရက်လိုက်ပြီးတော့ဒီ15ဒီဂရီလောက်ငုပ်ပြီးတော့အယိုသေးပေးတယ်
နောက်တစ်ခုကကြတော့ carry လို့ခေါ်တဲ့30 degree ဒါကို carry လို့မှတ်ပြီးနော်ဘယ်လိုမျိုးလဲဆိုရင်ဧည့်သည်တွေကိုလာပြီးတော့ဧည့်သည်တွေကကိုဟိုတယ်လာတဲ့အခါမှာကြိုဆိုတဲ့အချိန်ဧည့်သည်တွေနဲ့အားကြီးဆက်ဆွတ်တွေကိုစတင်ပြီးတော့တွေ့ပြီးတော့လုပ်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီ30 degree ဖြစ်တဲ့ carry နဲ့ယူသေးပြီးမယ် side carry ဆိုတာကြတော့အရင်ကျေးဆုံးဘယ်လောက် degree လဲဆိုရင်45 degree ဧည့်သည်တွေကကိုဟိုတယ်ကနေထည့်ပြီးတော့ပြန်တဲ့အချိန်ဧည့်သည်တွေကိုပြန်ပြီးတော့လိုက်ပို့တဲ့အချိန်ပြီးရင်ဧည့်သည်တွေကိုတောင်းပန်တဲ့အချိန်ဒီချိန်မှာဆိုလို့ရှိရင်တော့ side carry ဆိုတဲ့45 degree နဲ့အယူသေးပေးရပါမယ်။ဒါဆိုလို့ရှိရင်တော့ဒီနေ့ကတော့ဒီမှာပဲချက်လိုက်ပါမယ်။ဘာဖြစ်လဲဆိုတော့ဒီနေ့စာကမှတ်စရာလေးပါတယ်ပေါ့နော်။အဓိကအဖြစ်ဘာမှတ်မလဲဆိုလို့ရှိရင်ဒီဘက်ကနံပါတ်1ရဲ့ဒါမဲဆိုတဲ့ဟာလေးတွေကိုမှတ်ကြမယ်။ပြီးဒီဘက်ကစာမျက်နှာရဲ့ဒီ rate 3ခုကိုမှတ်ကြပါမယ်။ဒါဆိုလို့ရှိရင်တော့မင်းနာဆန်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်။ဟာတန်းနေ။တော်တော်